ဒါဆိုရင်အဲ့ဒီမတ်လ29ရက်နေ့တုန်းကပြည်ထောင်ရုံးထဲကနေထွက်လာတဲ့အတန်အကျေကြီးကခင်ဗျားတို့အဖွဲ့လောက်တာပေါ့ကျွန်တော်အဲ့ဒါကိုသိချင်နေတာဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ဒီတုန်းကပြည်ထောင်ရုံးနာကတက္ကသိုလ်ရေးမှုအင်အားထဲမှာနေနေတာလေအဲ့ဒီအတန်အကျေကြီးထွက်လာတာကိုကျွန်တော်လုံးဝကောင်းကောင်းမှတ်မိနေပြီဟုတ်တယ်ဗျမတ်လ29ရက်နေ့တော်လိုင်းနေလေအဲ့နေ့ကသမှုတလန်ရပိတ်ထားရဗျဆန္ဒပြပွဲရှိလို့ဆိုပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်ဘော်ရာရဲ့အကူအညီနဲ့ခက်ခက်ခဲခဲကျွန်တော်အဲ့မစ်ရှင်ကိုပေါ်ဆောင်နိုင်ခဲ့တာပေါ့ဗျပုံတိုင်းတစ်ချက်ပုံသွားပြီးတော့ရှေ့ရောက်တော့ဒဏ်ရာရတယ်လို့ကျွန်တော်ပြန်ကြားတာပဲရည်ရွယ်ချက်ကတော့တနက်ကြီးတကားကားနဲ့ပြည်သူတွေရိုက်နှက်တပ်ဖြတ်ပြီးတော့ကြောက်တရားတွေထည့်ပြီးတော့အုပ်ချုပ်နေတဲ့လူတွေကိုကြောက်စိတ်ထည့်ပေးလိုက်တာပဲဗျရန်ကုန်မှာတနက်ကြီးတကားကားနဲ့ဗျပျော်ပါမူးရတောက်စားနေတာလေငါတို့လုံးလို့မရတော့ဘူးဆိုတော့အတွေ့လေးထည့်ပေးလိုက်တာပေါ့ဗျကျွန်တော်လူငယ်တွေမှာလည်းစိတ်ဓာတ်ရှိတယ်ဆိုတော့ကျွန်တော်ချပြလိုက်တာပဲဗျဘယ်လောက်ပဲခက်ခဲနေပါပြီကျွန်တော်ရအောင်လုပ်နိုင်တယ်ဆိုတော့အရာကိုကျွန်တော်ချပြလိုက်တာပဲတော့အရာတိုင်းမှာအစဆိုတာရှိတယ်ဗျဒါကျွန်တော်တို့အတွက်ပညာမဆုံးဘူးမှာစခဲ့ပထမဆုံးခြေလမ်းပဲဗျအဲ့ဒါဆိုရင်ခင်ဗျားပြောတော့တဲ့အထဲမှာခင်ဗျားပေါ်လာတွေကကူညီပေးတယ်ဆိုတော့ပါတယ်ပေါ့နော်အဲ့ဒါခါကျတော့ဖရဲသေးတယ်အခုခေတ်ခေါ်ပေါ်နေဆိုရင်တော့ဖရဲသေးပေါ့ဗျာတို့တွေကတတ်သေးရပဲဗျစီဒီအန်လှုပ်ချင်ပြီးတော့အကြောင်းမျိုးမျိုးကြောင့်စီဒီအန်မလုံနိုင်မဲနဲ့ကျွန်တော်တို့နဲ့ပါဝင်ပူးပေါင်းနဲ့ကျွန်တော်ဘော်ရိုင်ပေါ့ဗျာဒါနဲ့နေအောင်ခင်ဗျားတို့အဖွဲ့ကိုဘယ်လိုစဖွဲ့ပြသွားအဲ့ဒါဒီလိုဗျဘူးဒီတန်းနဲ့ကိုလောက်တဲ့ဆိုတာလဲပေါ့နော်ဒီလိုတင်တန်းနဲ့ဖြစ်မြောက်တဲ့ဟုတ်တယ်အကိုတို့အများကြီးပဲစူးစမ်းခဲ့ရတယ်အများကြီးလေ့လာခဲ့ရတယ်လက်တွေ့ရင်လည်းလုပ်ပြမယ်ပြကြရင်လက်တွေ့ကိုတိုင်းနဲ့လက်တွေ့ဖောက်ကြည့်ရမယ်မိုင်းမှာတော့ဆရာမရှိဘူးတပင်ဖြူဆိုတော့အမြဲတမ်းခေါင်းထဲမှာအမြဲမှတ်ထားနော်တစ်ချက်မှားတာနဲ့အသက်ပြောက်သွားလိမ့်မယ်တခါလေဘယ်လိုပဲဖြစ်ဒီမိုင်းကျလုံးပေါက်ခေါ်တော့မှဆိုသူများကိုမလုပ်ခွင့်ကိုယ့်အသက်ကဆုံးရှုံးဖို့ကအမြဲတွေးထားတယ်မိုင်းကျလုံးခွဲပြီးသွားပြီဆိုတော့မှအခုအသက်လုံးဝဘာမှမဖြစ်ထိခိုက်နေဆိုတော့မှပဲစိတ်ကြရတယ်ပေါ့နော်တော့တော်စာတွေးနေတော့ကျွန်တော်တွက်ပြပေးမှာပေါ့နော်ကျွန်တော်အနေနဲ့ဒီနေ့ကစပြီးတော့ PDGB အဖွဲ့ကိုစပြီးတော့ဖွဲ့စည်းမယ်မြို့ပေါ်ပြန်ပြီးတော့ပျောက်ကြားလှုပ်ရှားခြင်းပြီးတော့ဝင်လဲရတယ်ဒီမှာနေခဲ့ပြီးတော့ထုတ်လို့ရအတွက်လှုပ်ချင်လဲရတယ်ကျွန်တော်ကိုယ်တိုင်ကတော့မြို့ပေါ်တက်ပြီးတော့ပြန်ပြီးတော့လှုပ်ရှားမယ်မင်းကတော့ဒီဘက်မှာကြံပြီးတော့ထုတ်လို့ရမှာသူနေခဲ့လိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်မြို့ပြနဲ့တော်ရင် PDGB အနေနဲ့တဖွဲ့တည်းပဲเนาะအဲ့တော့အားလုံးရဲ့စံနာရရွေးလို့ရတယ်အဲ့တော့ဗျကျွန်တော်ပြည်သူတရလုံးကစစ်တပ်အာဏာသိမ်းတော့ဘယ်လို့မှလက်မခံကြဘူးအဲ့တော့ကျွန်တော်တို့ကငြိမ်းချမ်းစွာဆန္ဒပြတာဒီကောင်တွေကရိုက်နှက်တပ်ဖြတ်ပြီးတော့နှိမ်နေတယ်အဲ့တော့ကျွန်တော်တို့မှာလက်နက်ကင်ရုံမှာတပါတခြားရွေးချယ်စရာမရှိတော့ဘူးဗျသူတို့ကပြည်သူ့ဆန္ဒကိုလေးစားပြီးအာဏာပြန်ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီလမ်းကိုရွေးစရာအကြောင်းမရှိဘူးဗျဘယ်သူမှလည်းမရွေးချင်ဘူးဗျကျွန်တော်တို့မှတနက်ကင်ပြီးတော့စစ်သားကြီးဖြစ်ချင်တယ်စစ်သွေးကြတယောက်မှလည်းမပေါ့အကုန်လုံးကသူ့အလုံးနဲ့သူပညာအရေးချင်းနဲ့သူစီးပွားရေးနဲ့သူတွေကြီးပဲဗျဒီလိုတော့ရွေးဖို့အဆွေးအစည်းမရှိကြပါဘူးဗျအကုန်လုံးကတော့ဒါနဲ့အခုကောလာဟာလာတွေထွက်နေတဲ့အတိုင်းစစ်တပ်ကအာဏာပြန်သိမ်းလိုက်မယ်လို့ခင်ဗျားတို့ထင်ငါတော့မထင်ဘူးကွာခွဲကောင်ခင်ဗျားဘယ်လိုထင်သိကွာအဲ့ဒါစိတ်ဝင်စားကိုကလောင်နေရကြတယ်ခေါင်းလေးတင်းရဲမယ်လို့မထင်ပါဘူးသူတို့အဲ့လိုတွေယူမှန်းမယ်လို့ငါတော့မထင်ဘူးဒီခေတ်ကြီးထဲမှာစာယူတွေပဲအာဏာသိမ်းပါခေတ်ကြီးကလည်းအနာနဲ့ခေတ်ကြီးကွာပြည်သူ့ဆန္ဒရဒီလောက်ပေါ်လွင်နေတာသူတို့သိမ်းလဲသူတို့သိရင်သူတို့တူးတာပဲရှိမှာပဲသိရင်တော့အမှားပဲသိမ်းသွားရအောင်သူတို့အနေနဲ့ကမသိရင်လည်းဒ
တိုင်းပြည်လုံးသူတို့ပိုင်ဆိုင်မှုတွေနဲ့သူတို့သားသမီးလုပ်ငန်းတွေပဲရှိရလေနောက်ပြီးတော့လွှတ်တော်ထဲမှာလည်း25ရာခိုင်နှုန်းရှိနေတယ်ဒါပေမဲ့လည်းဒီ9နှစ်အတွင်းတိုးတက်လာတဲ့ဟာကိုသူတို့ညင်းလို့မရပါဘူးပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကွာအမျိုးသမီးတယောက်အုပ်ချုပ်တဲ့အချိန်အတွင်းမှာဖြစ်ထွန်းရတဲ့ဟာတွေကိုလည်းကြည့်ရောသူတို့မနာလို့ပြီးတော့တိမ့်လည်းတိမ့်ပါပေါ့ကျွန်တော်ခမရကိုဒီလိုပုံစံနဲ့ဒီလိုအကြောင်းတွေပြောနေတာတွေ့ရတော့အံ့ဩမိတယ်သိလားဘာလို့လဲဆိုတော့အရင်တုန်းကခမရကိုကျွန်တော်ကနိုင်ငံရေးအကြောင်းတွေပြောရင်တော့ခမရစိတ်ဝင်စားတာမဟုတ်ဘူးလေကျွန်တော်ခမရကိုမေးချင်တာတစ်ခုရှိတယ်ခမရတို့ကမျိုးပြပျောက်ကြားလှုပ်ရှားကြတယ်ဆိုတော့ခမရတို့ရဲ့လုပ်ရက်တွေကြောင့်စစ်တပ်ကနေပြီးတော့သူတို့တင်ထားတဲ့အာဏာကိုပြန်ပေးပြီးတော့တော်လှန်ရေးကြီးနိုင်သွားလိမ့်မယ်လို့ခမရထင်တာလား မထင်ဘူးဗျ မထင်ရင်ဘာလို့လဲ ကျွန်တော်လုံနေမျိုးပြပျောက်ကြားဆိုတာစစ်တပ်ကိုအနိုင်ရမယ်နီးလမ်းမဟုတ်ဘူးဆိုတာကျွန်တော်သိစစ်ခွေးတွေလွယ်လွယ်နဲ့အုပ်ချုပ်လို့မရအောင်လွယ်လွယ်နဲ့အကြောက်တရားထည့်လို့မရအောင်ကျွန်တော်တို့မျိုးပြပျောက်ကြားဆိုတော့ကျွန်တော်ဖော်ဆောင်နေရမယ်သူတို့ကအကြောက်တရားရိုက်ထည့်ပြီးတော့အုပ်ချုပ်နေတဲ့အချိန်မှာပြည်သူတွေကအကြောက်တရားဝင်ပြီးခေါင်းငုတ်ခံနေမယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးကအားနေသွားလိမ့်မယ်သူတို့အကြောက်တရားရိုက်ထည့်နေတဲ့အချိန်မှာသူတို့အဲ့အကြောက်တရားပြန်ရိုက်ထည့်နိုင်သူတို့လုံးရကန်ခက်ခဲသွားလိမ့်မယ်ကျွန်တော်မျိုးပြပျောက်ကြားလုံးရမယ်အကြောင်းပြချက်နောက်တစ်ခုရှိတယ်ဗျကျွန်တော်ဖက်စစ်စစ်တပ်တွေကိုအမြင့်ဖြတ်ဖို့ PDF တွေကိုဖွဲ့စည်းဖို့အချိန်လိုတယ်ဗျ PDF ဆိုတာစစ်တပ်ပုံစံဖြစ်တဲ့အတွက်ကြောင့်အချိန်ယူပြီးတည်ဆောက်ရတယ်ဗျ PDF တွေစစ်စနစ်ကြပြီးအင်အားတောင့်တင်းဖို့ဆိုအချိန်လိုတယ်အဲ့ဒီလိုအချိန်တစ်ခုရဖို့ကျွန်တော်တို့မျိုးပြပျောက်ကြားတွေတောက်ခံပေးထားရတယ်အချိန်ဆွဲပေးထားရတယ်ဗျကျွန်တော်တို့မျိုးပြမှာရှိနေလို့သူတို့ရဲ့အင်အားကိုမျိုးပြမှာသုံးနေရတယ်ကျွန်တော်တို့ကမရှိရင်တောထဲမှာပြင်ဆင်နေတဲ့လူတွေရှိတယ်သူတို့ရောက်သွားလိမ့်မယ်အင်အားတွေမျိုးပြပျောက်ကြားတာမရှိခင်ရင်တောထဲက PDF တွေဒီတက်ပိုစစ်ကြောင်းထိုးခံလာလိမ့်မယ်ခင်ဗျားပြောမှာပဲကျွန်တော်မျိုးပြဒေါ်လာရင်းအကြောင်းတွေကိုပို့ပြီးနားလည်သွားတော့တယ်ခင်ဗျားတို့အနေနဲ့အဲ့လိုမျိုးလှုပ်ရှားတဲ့အခါမှာငွေကြေးကုန်ကြတာတွေပါရှိမှာပေါ့အဲ့လိုမျိုးကုန်ကြလို့ရှိရင်ခင်ဗျားတို့ကိုဘယ်အဖွဲ့အစည်းတွေကနေပြီးတော့ထောက်ပံ့ပေးတာမျိုးရှိတယ် NUG ကရောထောက်ပံ့ပေးတာမျိုးရှိတယ် NUG ကဘယ်လိုထောက်ပံ့မှာလဲကျွန်တော်မျိုးပြပျောက်ကြားလုပ်တယ်ဆိုတော့ကိုယ်ပတ်စံကိုစိုက်ပြီးတော့ကိုယ့်ပစ္စည်းထူခွဲကြောင်းချပြီးတော့လုပ်တာဗျ
ချို့အဖွဲ့ကြတော့ဗျာ online ပေါ်နဲ့လှုပ်ခန်းကြတယ်ကျွန်တော်အဖွဲ့ကြတော့ကျွန်တော်ကလုံခြုံရေးဦးစားပေးတဲ့အနေနဲ့ကြတော့ကျွန်တော်အလုပ်မခံပြဘူး online တချို့ကျွန်တော်တို့ခင်းတဲ့တငယ်ချင်းတွေကနေလာပြီးတဲ့ပတ်စံနေနေပဲကျွန်တော်ရက်တည်ကြကျွန်တော်ရတဲ့ရန်ပုံငွေအများစုကလည်းကျွန်တော်ပေါက်ခွဲရေးနဲ့ mission အတွက်ပဲတုံးတာဗျကျွန်တော်ရက်တည်ဖို့နေထိုင်စားသောက်ဖို့ကြတော့လေကိုယ့်ဘာကိုကိုယ့်ပတ်စံကိုရှာပြီးတော့တုံးဆွဲတာပေါ့ဗျာ ဒီလိုဆိုရင်ခင်ဗျားတို့အဖွဲ့ကြုံရတဲ့အခက်အခဲတွေရှိမှာပေါ့ငွေကြေးပိုင်းတွေပါတယ်ပေါ့ ရှိတာပေါ့ဗျကျွန်တော်လုပ်တဲ့အလုပ်တွေကတူတူကလုပ်ရတယ်ဗျတူတူဘောကလုံးနေတန်းတန်းနေဗျစိတ်ကိုယ်ရဲ့အနံ့ရောင်ဝိုင်းကျွန်တော်တိတ်ရှောင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အတွက်လိုအပ်တာကနေရေးစားရေးဆိုခက်ခဲတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကင်တွယ်နေရတဲ့အရာတွေအကုန်လုံးအရန်အန်နေများတဲ့အရာတွေပဲဗျတည်တည်ချာကင်တွယ်နေနေမှာအဲ့ဒါဖြစ်လာတဲ့ဆိုရင်ကျွန်တော်တို့ကစေးရုံစေးကသွားလို့မရဘူးအဲ့တော့ကျွန်တော်တို့အဖွဲ့ထဲမှာရှိတဲ့ဆရာဝန်တွေကပဲတူတူတိတ်တိတ်နဲ့ကုပေးရတယ်အားကြောင့်ကျွန်တော်ဒီကိုရောက်လာတာဗျမိတ်ဆွေတွေကကူညီပေးပြီးတော့စေးရုံစေးကစေးရည်တွေပေးလို့ဒီကိုရောက်လာရတာပဲ ကျွန်တော်သတင်းတွေထဲမှာတွေ့မိတယ်ဒီ UG အဖွဲ့တွေဖမ်းခံရတာတို့ဘာတို့ပေါ့နော်ခင်ဗျားတို့အဖွဲ့အနေနဲ့ရောအဲ့လိုမျိုးကြုံခဲ့ရဘူးတာတွေပါရှိလား ကျွန်တော်အဖွဲ့မှာမရှိဘူးဗျကျွန်တော်တို့အဖွဲ့ကတူတူတိတ်တိတ်နဲ့လုပ်တယ်ဗျကျွန်တော်နာမည်တော့မထွက်ဘူး social media မှာအေးမတင်ဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေအားရဝမ်းသာအောင်တော့တချို့ video file လေးတွေကိုသတင်းမီဒီယာတွေတော့ကျွန်တော်ပို့ပြီးခဲ့တယ်ဗျကျွန်တော် mission တစ်ခုလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကတေချာစီးစနစ်ကြကြနဲ့ပြင်ဆင်ပြီးတော့လုပ်တယ်ဗျတကယ်လို့တစ်ခုဖြစ်ခဲ့ရင်တော့မှကျွန်တော်တို့ plan A B C ဆိုပြီးတော့ဆွဲပြီးတော့မှကျွန်တော်တို့ဒါကိုပြင်ဆင်တယ်ဟုတ်ဗျာကျွန်တော်တို့ mission တစ်ခုစီတိုင်းမှာပထမတစ်ချက်အနေနဲ့ပြည်သူတွေမထိခိုက်ဘူးဒုတိယတစ်ချက်အနေနဲ့စစ်ခွေးတွေပြစ်မှတ်ကိုအဓိကထိဖို့ပဲတတိယအချက်အနေနဲ့ကိုရီရဲဘော်တွေကိုဆုံးရှုံးမခံဖို့ပဲအဓိကထားတယ်တကယ်လို့တစ်ခုခုဖြစ်လာရင်တော့ mission စရိတ်တွေဘလောက်ကုန်ကုန်ကျွန်တော်တို့အဲ့ဒါကိုဖြတ်တယ်အားကြောင့်ဒီကောင်လေးကျွန်တော်တို့အဖွဲ့ကိုလိုက်လို့မရတာဗျအဲ့ဒါကြောင့်ပဲကျွန်တော်တို့ mission ကိုပြပြီးအလူခံစားရတဲ့လူတွေအများကြီးပေါ်လာတာပဲဗျ ဒါပေါ့ဗျာပြောပြအောင် ဒီမှာလေ ခေါ်လိုက်တော့ကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးကိုနိုင်မယ်လို့ထင်တာ ကျင်းသေးပေါင်းနိုင်အောင်နိုင်မှာဗျအချိန်တစ်ခုကြာရင်ကြားလိမ့်မယ်ကျင်းသေးပေါင်းပုံနိုင်မှာကျွန်တော်တို့ ဒီຫນွေဦးတော်လှန်ရေးပြီးသွားရောခင်ဗျားတို့ဘာဆက်လုပ်ကြအောင် ပုံမှန်ပြောရရင်တော့ဗျကျွန်တော်တငယ်ချင်းတွေပြောနေကြပုံစံအတိုင်းပေါ့တကယ်တော့ကျွန်တော်လက်နဲ့တရားပြန်အပ်ကြပါဗျကျွန်တော်ကြည့်ချထားခဲ့ပဲမင်းတို့လာကောက်ကြတော့ကျွန်တော်လုပ်ဖို့စဉ်းစားထားတယ်ဗျ အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်နာမည်မင်းသူပါကျွန်တော်ကတော့ဂျပန်တင်တဲ့ကျောင်းတစ်ခုမှာဂျပန်ဆရာလုပ်ပါတယ်ဒီကိုလာတော့အိမ်ကနေအမေမသိအောင်ခိုးထွက်လာတာပါဟုတ်ကျောင်းကလေးလိုက်ခီးသွားမယ်ဆိုပြီးတော့ဗောနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ် ဒါဖြစ်ရင်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိဘူးဗျကျွန်တော်တို့တာမန်ပြည်သူအနေနဲ့ပဲရှေ့ဆက်မယ်လို့ဗျကျွန်တော်မှလည်းကျွန်တော်အနာဂတ်တွေရှိတယ်ဗျ
ငါထိုင်သွားနေရတယ်ကောင်းလားအေးတကယ်ချင်းပြော အေးအချိန်ကြီးကတော့အဆင်ပြေတယ်ငါတို့ပြန်ဆင်းလာမလို့လေလမ်းကြောင်းချင်းနေလှမ်းမိတာမင်း 9 ယောက်စလုံးတစ်ခါလေးပဲလား ကျော်ကြီးနဲ့ဇော်ကြီးကအရင်ဆင်းလာမယ်ငါပြီးမှသိကန်းပြပြီးနောက်ကလိုက်ဆင်းလာ ကျန်တာရောကျန်တာနေခဲ့တာလား ပြောပါပြောမယ်လေနော် โอเคလေ โอเคဒါပဲနော်